ကျွန်တော်တို့ခုတူရကီနိုင်ငံရဲ့အစ္စတန်ဘူမြို့လေးကိုရောက်နေပါပြီ Rumors ကိုအပြင်ကနေမြင်ရတဲ့ခါကျတော့သူကပို့ပြီးတော့ကြီးကြီးမားမားနဲ့တေချာလေးမြင်ရတာအခုတည်းကဒီဒတိုင်းကကြတော့ဥရောပနဲ့အာရှနဲ့ကိုချိန်ထားတဲ့ဒတိုင်းအဲ့တော့တစ်ဖက်မှာဥရောပတွေ့လိမ့်မယ်ဒီဘက်တစ်ဖက်မှာအာရှဖြစ်ပါတယ်ကျွန်တော်တို့ခုတူရကီနိုင်ငံရဲ့အစ္စတန်ဘူမြို့လေးကိုရောက်နေပါပြီအစ္စတန်ဘူကကြတော့ဒီတူရကီရောက်တယ်ဆိုလို့ရှိရင်သူမဖြစ်မနေလာတဲ့မြို့လေးပေါ့နော်သူကကြတော့မြို့တော်တော့မဟုတ်ဘူးဒါပေမဲ့လေလို့ပတ်လို့လဲကောင်းတဲ့နေရာရှေးအောင်အမွေနှစ်တွေများတဲ့နေရာဖြစ်တဲ့အတွက်နိုင်ငံခြားသားတိုင်းကတခုတ်တရလာကြတဲ့နေရာပေါ့အခုကျွန်တော်တို့ဆိုလို့ရှိရင်ဒါအနောက်ကဟာဆိုလို့ရှိရင်အာရှနဲ့ဥရောပကိုဆက်သွယ်ထားတဲ့တဒါးကြီးပေါ့အဲဒါကြောင့်တော်တော်များများပြောကြတယ်တူရကီရောက်ပြီဆိုလို့ရှိရင်မနက်စာကိုအာရှမှာစားပြီးနေ့လယ်စာကိုဥရောပမှာစားမယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ဒီတဒါးကြီးကိုဖြတ်ပြီးတော့စားကြတာပေါ့မနက်စာကိုအာရှမှာစားပြီးနေ့လယ်စာကိုဥရောပမှာစားနိုင်မယ့်မျိုးလေးကိုကျွန်တော်ရောက်ရှိခွင့်ရခဲ့ပါပြီအဲ့ဒါကတော့တူရကီနိုင်ငံရဲ့အစ္စတန်ဘူမြို့ပါအစ္စတန်ဘူဟာတူရကီရဲ့အဓိကမြို့ကြီးတစ်မြို့ဖြစ်ပါတယ်တူရကီရဲ့မြို့တော်အန်ကာရာထက်ကိုခီးသွားတွေကြားမှာထင်ရှားပါတယ်ရှေးဟောင်းအမွေနှစ်တွေများတဲ့အတွက်လည်းခီးသွားတွေမျက်စိကျကြပါတယ်4ရာစုကနေ15ရာစုတိကြီးဆိုခဲ့တဲ့အရှေ့ရိုမန်အင်ပါယာဘိုင်ဇတိုင်းခေတ်တည်းကမှုတမိုင်းကြောင်းရှည်လျားတဲ့မြို့လို့လည်းဆိုနိုင်ပါတယ်ဂျောမခေတ်ကိုဖျက်ဆီးခဲ့မှုတဲ့အပြင်အီဂျစ်တွေရဲ့ယဉ်ကျေးမှုတွေဟာလည်းတန်ကျွင်းရည်နေစေဖြစ်ပါတယ်လူဦးရေ16တန်းခန့်ရှိပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့19ရာခိုင်နှုန်းခန့်နေထိုင်ကြတယ်လို့ဆိုနိုင်ပါတယ်မွေးနေ့တွေများပေမဲ့လည်းတိုးတက်ခင်မိတဲ့မြို့ကြီးတစ်မြို့လည်းဖြစ်နေပါသေးတယ်။ယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်လို့လည်းတင်းကျပ်မှုနဲ့ပါတဲ့မြို့လို့ဆိုနိုင်ပါတယ်။ရောက်လာတဲ့ခီးသွားတွေအားလုံးပြောရတဲ့မြို့တစ်မြို့လို့ပြောပြရစီခင်ဗျာ။ဒီနေ့တော့ကျွန်တော်ကတူရကီမှာဆိုလို့ရှိရင်အထင်ကြီးအဖြစ်ဆုံး Blue Mosque ပေါ့နော်ဆိုတော့အပြာရောင်ဗလီကိုရောက်နေတာဆိုတော့ဒီ Blue Mosque ကကြတော့ဒီမှာဆိုလို့ရှိရင်ဘယ်လိုခေါ်မလဲစူတန်ဘရင်14နှစ်သားလောက်နဲ့ဒီဘရင်ဖြစ်လာပြီးတော့သူစောက်ထားတဲ့ဗလီပေါ့နော်ဆိုတော့ဝိပုယအကြောင်းဆောင်ကြီးဆိုတော့အရန်စိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့အကြီးလည်းအကြီးဆုံးဖြစ်နေပြီးတော့ဒီဘာလို့အပြာရောင်ဗလီလို့ခေါ်လဲဆိုလို့ရှိရင်သူကဒီမှာတုံးထားတဲ့ကြွေပြားတွေပေါ့နော်ကြွေဆိုလို့ရှိရင်လည်းသူကအပြာရောင်လို့စိမ့်ပြာရောင်လို့စသဖြင့်အဲ့လိုအရောင်လေးတွေတုံးထားပြီးတော့ဒီစောက်ထားတဲ့အတွက်အမြင်လဲထူးကြတာပေါ့အမှတော်တော်လေးထူးကြတာဆိုရင်အခုလိုဒီတိုင်ကြီးဒီတိုင်ကြီးဆိုလို့ရှိရင်သူကတခြားဗလီတွေပါဆိုလို့ရှိရင်သူက4တိုင်ပဲရှိတာပေါ့ဒီမှာ6တိုင်ရှိတယ်အဲ့ဒါကဒီနေရာရဲ့ထူးခြားချက်တစ်ခုပဲအစ္စတန်ဘူရဲ့နာမည်ကျော် Blue Mosque အပြာရောင်ဗလီကြီးဟာမြို့ထဲဆူတန်အမတ်ရင်ပြင်နီးမှာတည်ရှိပါတယ်ဆူတန်အမတ် Mosque လို့ခေါ်ကြသေးပြီးဆူတန်အမတ်ကမ်မေလို့လည်းသိကြပါတယ် Mosque ကြီးကိုစင်ချေတောက်တိုင်ကြီး၄ခုနဲ့ထိန်းမှထားပြီးအလဲဘိုးအမုန်းခိုးဟာ 23.5 မီတာအချင်းနဲ့43 မီတာအမြင့်ရှိပါတယ်အော်တိုမန်ဗလီကြီးဖြစ်ပြီးတော့တကယ်ကိုထူးခြားလှပခမ်းနားလုံးလို့အသက်ရှူမလာအောင်ဖြစ်ကြရတယ်လို့ညင်ကျွေးရတဲ့သူတွေကအမွှန်းတင်ရလာအောင်ပါပဲဒီ Mosque ကြီးကိုဆူတန်ဘရင်ဆူတန်အမတ် the first ရဲ့လမ်းညွှန်မှုနဲ့1609ခုနှစ်ကနေ1616အတွင်းဘီသူကပညာရှင်မဲမက်အာဂါကတည်ဆောက်ခဲ့တာဖြစ်ပါတယ်အမျိုးသမီးခြုံမိုးအတွက်ခြုံနေရဒီမှာယူရမယ်ဒီကိုလာတဲ့အခါဝတ်စားဆင်ရင်မှုကိုတော့အထူးသတိပြုပြီးတော့လုံခြုံစွာဝတ်စားဆင်ရင်လာဖို့လိုအပ်ပါတယ်လွယ်ရင်တော့အဝင်မှာအမျိုးသမီးတွေအတွက်ပဝါတွေခြုံထဲတွေကိုငှားရမ်းနိုင်ပါသေးတယ်။ဖက်နဲ့ချဖို့လို့ပဲ
အခုကျွန်တော်ရောက်နေတဲ့ Blue Moose ကကြတော့သူအထဲထဲမှာဆိုလို့ရှိရင်သူဝင်လေးလာလို့ရနေတဲ့ထူးထူးခြားခြားမှုတွေမှာပါတာပေါ့လေဆိုတော့ဒီမှာဆိုရင်ယောက်ျားလေးတွေအတွက်တီးတန့်ဝီပြုစီနေရာလေးရှိတယ်နောက်ပြီးတော့အမိန်းမတွေကတော့အပြင်မှာပဲလောက်ရတာပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိနေတဲ့ဒီပရင်းပေါက်တွေက160လောက်ရှိတယ်160လှလှပပလေးမုံမှတ်ထားတယ်အဲဒါကြောင့်လည်းနမိတ်ရန်ကြည့်တာအပြောင်ပလီကြီးဖြစ်လူသိများစေတာကတော့လက်မှုအပြောင်ကြွေပြားချိတ်ရည်2000ကျော်ကိုအသုံးပြုလှဆင်ထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အတွင်းပိုင်းကိုလည်းကျူလစ်ပန်းနှင်းစီပန်းလီလီပန်းစရိုင်းနဲ့မုံမှတ်ခြေသားထားပြီးပရင်းပေါက်ပေါင်း260ထည့်သွင်းတိစောက်ထားပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့Blue Mouse လေ Blue Mouse ကိုအပြင်ကနေမြင်ရတဲ့ခါကျတော့သူကပို့ပြီးတော့ကြီးကြီးမားမားနဲ့တေချာလေးမြင်ရတာပေါ့ Blue Mouse ရဲ့ဘေးဘက်မှာရှိနေတဲ့စူတမတ်ပန်းချန်နဲ့ရေပန်းဟာလည်းဒေသခံတွေရောခီးသွားတွေရောစိတ်ဝင်စားတဲ့နေရာဖြစ်ပါတယ်သူကအများဆုံးပန်းချန်မှာဒီလိုပြောကျူလစ်ပန်းနဲ့အများကြီးပဲစိုက်ထားတာတော်တော်လှတယ်ကျူလစ်ပန်းအခုဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ဟို Turkish ice cream ပေါ့နော်ဆိုတာTurkey ice cream လေးတွေကိုကစားပြီးတော့လုပ်တဲ့နေရာလေးပန်းချန်နီးမှာပဲအခြားစိတ်ဝင်စားစရာနေရာတွေလည်းရှိပါသေးတယ်Suda-MS Square ရင်ပြင်လို့ခေါ်ကြတဲ့ Hippodrome of Constantinople ကိုလည်းအထင်ရှားမြင်နိုင်ပါတယ်။ Istanbul မြို့ဟာအရင်ကရောမတွေရဲ့မြို့တော် Constantinople ဖြစ်ခဲ့ပါတယ်။ AD 330တုန်းကစတင်တည်ထောင်ခဲ့တာဖြစ်ပြီး1930မှာ Istanbul အဖြစ်နာမည်ပြောင်းခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်တို့အခုဒီတူရကီမှာတွေ့နေရတဲ့ရင်ပြင်မှာပေါ့နော်တွေ့ရတဲ့ဒီတိုင်ကြီးပေါ့သူတို့ကတော့ column လို့ခေါ်တာပေါ့ဒီတိုင်ကြီးကဆိုလို့ရှိရင်သူအီဂျစ်ကနေပြီးတော့ယူလာတဲ့ဟာပေါ့ကျွန်တော်အီဂျစ်ကနေယူလာတော့နည်းငယ်ပျက်စီးမှုရှိတာပေါ့လေကြောက်တိုင်တစ်ခုလုံးကဂဝံကြောက်နဲ့လှုပ်ထားတာဒီအောက်ပိုင်းအခြေလေးကတော့ marble ကြောက်ပေါ့ဒီဟာကတော့ဒီအပေါ်မှာဆိုလို့ရှိရင်ထိတ်ဖြားမှာဆိုလို့ရှိရင်အီဂျစ်နဲ့ဖျားဒီနဲ့ပတ်သက်တဲ့အစီအမံတွေဆွဲထားလေးရှိတယ်ကျော်မခေရဲ့တိဆောက်ဟန်အတိုင်းဘဲဥပုံရင်ပြင်ကြီးဖြစ်ပြီးတော့မူလအနုတုခုမလက်ရာတွေကတော့မီးကြောင့်ပျက်စီးသွားပြီးဖြစ်တယ်လို့ထင်ရှားခဲ့တဲ့ကြေးရုပ်တုကြီးတွေဟာလည်းအရေးပြောချခဲ့ရပါတယ်။ Istanbul မှာမရောက်မဖြစ်သွားမှာတော့ Underground System ကိုပါ James Bond ရုပ်ရှင်ကြိုက်သူတွေကတော့1964ခုနှစ်ကထွက်ခဲ့တဲ့ From Russia with Love ရုပ်ရှင်မှာဒီနေရာကိုမြင်ဘူးကြပါလိမ့်မယ်။400စုလောက်ခေတ်ကတိစောက်ခဲ့တာဖြစ်ပြီး AD 939မှာတော့ပိုပြီးကျေပြန့်လာခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့ Byzantine ခေတ်နဲ့ Ottoman ခေတ်တွေမှာနန်းတော်ကြီးတွေအတွက်ရေတူလောင်ဖို့ပါ။ဒီဟာလေးကကျတော့အရင်ကရေလောင်ကန်စနစ်လေးပေါ့နော်။ဆိုတော့မြို့တော်ကြီးတစ်ခုလုံးရေလောင်ပေးတဲ့ဟာလေ။အဲ့ကနေရာမှာနောက်ပိုင်းမသုံးတော့ဘဲနဲ့ဒီအားပြတဲ့လူမျိုးဖြစ်နေတာ။အခုထိတိုင် Belgrade တော်တွေကနေတွေ့တန်းထားတဲ့ရေတလျှောက်အုပ်ရိုးကြီးကိုနေ့စဉ်ဖြတ်တန်းမြင်တွေ့နေရဆဲဖြစ်ပြီးတော့ခုထိလည်းအမွေနေ့တစ်ခုအဖြစ်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။အတွင်းမှာတိုင်လုံးကြီးပေါင်း336တိုင်ကို28တိုင်တန်းနှုံးနဲ့12တန်းဖန်တီးတည်ဆောက်ထားပါတယ်။ဒီကိုရောက်ရင်မမေ့မလျော့လေ့လာသင်ကြတာကတော့ Medusa ခေါင်းအုပ်ကြီးတွေပါပဲ။ Greece လန်တွေထဲမှာတော့ Medusa ဟာမွေးဆန်ချီများနဲ့အမျိုးသမီးနတ်ဆိုးဖြစ်ပြီးတော့သူနဲ့အကြည့်စုံတာနဲ့အဲ့လူဟာကြောက်သားဖြစ်သွားတတ်ပါတယ်။မူလပုံတွေကတော့ရောမခေတ်ကလေးကဖယ်ရှားခဲ့ပုံရပြီးတော့အခုမြင်နေရတာတော့ပုံတူတွေဖြစ်ပါလိမ့်မယ်။ပြားလိုက်ပမာစိတ်ဝင်စားစရာကောင်းအောင်တော့အခြားဖန်တီးမှုပြကွက်တွေကိုလည်းထည့်သွင်းထားပါသေးတယ်။တကယ်တော့ Istanbul မှာအခုလိုမြေအောက်ရေတူလောင်စနစ်တွေ80ကျော်ခန့်ရှိနေနိုင်ပြီးတော့ဒီတစ်ခုကတော့အကြီးဆုံးနဲ့အကောင်းဆုံးဖြစ်တယ်လို့သိရပါတယ်။ရေဂါလန်ပေါင်း19.5 မီလီယံကိုတူလောင်ထားနိုင်ပါတယ်။
ကိုလည်းမဖြစ်မနေလာတင်တယ်ပေါ့နော်ဒါကတော့ Grand Bazaar လို့ခေါ်တဲ့နေရာIstanbul ရောက်တယ်ဆိုလို့ရှိရင် Grand Bazaar ကကြတော့ကျွန်တော်ဈေးဝယ်ဖို့အတွက်ကောင်းတယ်။ကျွန်တော်ဈေးသက်သာလေးညာလေးစစ်နိုင်တော့ရောက်အမျိုးအစားလည်းအရင်ဆိုရင်ဈေးဝင်ကြီးကထောင်းတဲ့ချီပြီးကိုဈေးဆိုင်ကနေရှိတာဆိုတော့အဲ့ဒါတွေကတော့လာသိနေပြီပြောရမှာပေါ့နော်ကလတာတာဝါကတော့ Istanbul အမှတ်အသားတစ်ခုလည်းဖြစ်တာကြောင့်လာရောက်လေ့လာတက်ကြပါတယ်။အတွင်းမှာတော့ပြတဲ့ပုံစံရှိပြီးအပေါ်တက်ကြည့်လို့ရပေမဲ့အများစုကတော့တာဝါရဲ့အပြင်ကနေပဲတာဝါရှိရာလမ်းနဲ့အတူဓာတ်ပုံရိုက်ပြန်ကြတာများပါတယ်။1348ခုနှစ်မှာတိစောက်ပြီးစီးခဲ့တာမို့နှစ်ပေါင်း689သက်တမ်းရှိနေပြီးတော့အရင်တုန်းကတော့ကင်းမျော်စင်ဖြစ်အသုံးပြုခဲ့ကြပါတယ်။17ထပ်ပါဝင်ပြီးအမြင့်ကတော့205ပေပါ။ဝင်ကြီးကတော့$33ဝန်းကျင်ရှိပါလိမ့်မယ်။တူရကီမျိုးသားများစုငါးဖမ်းတာကိုစိတ်ဝင်စားလှုံ့ဆော်လေးရှိကြပါတယ်။ဒီဘက်ကငါးတွေဟာလည်းအတော်လေးလက်ဆက်ပြီးစားကောင်းတက်ကြပါတယ်။ကျွန်တော်တို့ကတော့ Istanbul ရဲ့ Bosphorus ရေလက်ကြားအတွင်းမှာ cruise တနားစီးပြီးမြို့လောက်ခန်းစားဖြစ်ခဲ့ပါသေးတယ်။ Bosphorus ရေလက်ကြားကတော့အာရှနဲ့ဥရောပကြားမှာစီးဆင်းနေတာပါကျွန်တော် Istanbul ကိုလာတယ်ဆိုလို့ရှိရင် Istanbul မှာကဒီ cruise လေးစီးပြီးတော့ boat လေးစီးပြီးတော့ပေါ့နော်ဒီသူ့မှာရှိနေတဲ့အာရှနဲ့ဥရောပနဲ့ဂျားတွေကဒီရေလမ်းကြောင်းလေးပေါ့နော်အဲ့ဟာလေးပေါ်မှာအပျော်စီးလေးစီးရတာအရင်ပျော်ဖို့ကောင်းပါတယ်အဲ့ဒါလေးကိုများသွားပြီးတော့တစ်ခုတည်းလောက်ကြတယ်ပေါ့နော်ဆိုတော့ကြတော့ဒီ private အနေနဲ့လည်းသွားတယ်ဒီတစ်ခုလုံးငှားပြီးတော့သွားတာမျိုးလည်းလုပ်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဟိုကအဖွဲနဲ့တိုးနေနဲ့ပေါင်းပြီးတော့သွားတာမျိုးလည်းရတယ်ပေါ့နော်ဆိုတော့ဒါလေးတွေကဒီ data ရောက်ရင်တူရကီရဲ့ Istanbul ရောက်တယ်ဆိုလို့ရှိရင်လောက်ကိုလုံးတင်တဲ့ကိစ္စမျိုးလို့ကျွန်တော်တို့အကြံပြုချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အခုစီးနေတာဆိုလို့ရှိရင်ဒါဥရောပနဲ့အာရှနဲ့ဂျားထဲမှာဖြစ်နေတဲ့နေရာလေးကိုစီးနေရတာဖြစ်တဲ့အတွက်ပျော်ဖို့ကောင်းတယ်ပေါ့နော်Istanbul မှာကျွန်တော်သဘောကျဆုံးကတော့ဘာလက်ပါကျောင်းစုံအိမ်လှလှလေးတွေရဲ့ကော်ဖီဆိုင်လှလှလေးတွေရဲ့အများကြီးရှိတာမို့ကျွန်တော်အကြိုက်ဖြစ်ရပါတယ်အခုကျွန်တော်တို့ဆိုရောင်စုံအိမ်လေးရှိတဲ့နေရာသွားတာပေါ့နော် Istanbul ကဒီနေရာလေးကိုတော်တော်များများလာကြတာများတယ်ဥရောပပတ်ချမ်းမှာရှိတဲ့မြို့ဟောင်းလေးတွေဖြစ်ပါတယ်လူရှုပ်ထွေးစီကားလုံးပြီးတခါတရံစီကမ်းမဲ့ရေမောင်းဝင်လာတတ်တာမျိုးရှိတဲ့လို့လမ်းလျှောက်ရင်သတိထားကြရပါတယ်နေရာလေးကလှနေရောချစ်စရာလေးပဲစားတော့ဆိုင်တော့အများကြီးပဲစူညံနေရပဲရဲတွေလည်းနေရာတကာပဲခရုတွေကမာတယ်ဆို
တော့ဒီဟာလေးကတော့ဂျိုဟောင်းလေးပဲပြောရမလားမသိတော့မိုက်ပါတယ်တော်တော်လေးတော့နေလို့ကောင်းအခုချိန်ကတော့အရန်လူမတက်သေးတဲ့အချိန်ဆိုတော့အဆင်ပြေတာပေါ့နော်အခုကညနေ3 နာရီခွဲပဲရှိသေးတယ်လေးကကြတော့သူရောင်စုံလေကားအဆက်လေးတွေအဲ့ဒါလေးသွားပြီးတော့ရိုက်လို့ရဒီတောက်လျှောက်တော့သူက colorful ဟာတွေပဲလေကားတွေပဲအဲ့မှာစုံပြီးတော့ရိုက်လို့ရတယ်ကွာကော်ဖီဆိုင်လှလှများစွာရှိလို့အချိန်ရမယ်ဆိုရင်ကော်ဖီဆိုင်ကြီးပြောင်းထိုင်ပြီးဓာတ်ပုံလှလှရိုက်နေပါသေးတယ်ကျွန်တော်တို့အခုတော့အာရှနဲ့ဥရောပအလဲတွေ့တွေမှာဖြစ်နေပါပြီအစ္စတန်ဘူလ်ဟာဥရောပရဲ့အထင်ရှားဆုံးမြို့တစ်မြို့ဖြစ်ပြီးကမ္ဘာ18 ခုမြောက်အကျော်ကြားဆုံးမြို့ဖြစ်ပါတယ်တကယ်ကိုလှပလွတ်လပ်လွန်းပြီးအာရှယဉ်ကျေးမှုနဲ့ဥရောပဟန်ပန်တွေကိုတနေရာထဲမှာပေါင်းဆက်မြင်တွေ့ရတာမို့ထူးခြားမှုတစ်ခုလည်းခံစားရမှာအသေးချာဖြစ်ပါတယ်စားတောက်စီတင့်တင်ပြီးတွားရောက်လဲပတ်ဖို့ဆိုရင်လည်းမြန်မာကနေဆိုထိုင်းနိုင်ငံကတဆင်ထိုင်းရဲ့တွားနိုင်တာမျိုးမို့မြန်ဆန်လွယ်ကူတယ်လို့ပြောနိုင်ပါတယ်ခင်မင်းနှစ်လိုဝယ်ရှိပြီးလှပတဲ့ဒီအစ္စတန်ဘူမြို့ကိုတော့ကျွန်တော်အမြဲမှတ်ရနေဦးမှာတော့အသေးချပါပဲခင်ဗျာဟုတ်ကဲ့ကျွန်တော်တီဟာ The Traveler ပါ